ကျွန်တော်လက်ကားဈေးကွက်မှာရှိနေတော့ကဘလောက်တောင်များတဲ့ငါးပွဲစားတွေကဒီလိုတာမန်ကုန်တင်ကားမျိုးတွေနဲ့ငါးတွေတဲပြီးနာရီ20မကတောင်းခံထားနိုင်တာကိုမြင်ဘူးပြီးသားဘာပြဿနာမှမရှိဘူးဗျလို့ဦးရာပြောင်းကစိတ်ကြီးဝင်ပြီးလေလုံးထွားနေတဲ့အချိန်မှာရွာသားတယောက်ကဒါပေမဲ့ဆုံးလောင်ပန်းကအရင်တုန်းကပြောဘူးတဲ့ဗျာကတငါးတွေကရေထဲကနေ6နာရီထပ်ပို့ပြီးဝေးကွာသွားရင်အလေးချိန်တွေရောကြလာတတ်တယ်10နှစ်နာရီထက်ကျော်လွန်သွားရင်တော့ဝမ်းပိုက်ဖြူလန်ပြီးတေဆုံးကုန်ကြလိမ့်မယ်တဲ့လို့စိုးရိမ်တကြီးတားမြဲအရှာပါတယ်ဒါပေမဲ့ဦးရာပြောင်းကတော့မျက်နှာပြောင်တိုက်ပြီးအဲ့ဒါခင်ဗျားတို့ကို6လက်နေတာဗျသူကလုပ်ငန်းကိုလက်ဝါးကြီးအုပ်ချင်လို့စကားတွေကိုကြောက်စရာကောင်းအောင်ရှောက်ပြောနေတာကဲမြင်တဲ့ကြဆန်းမှာအချိန်မဆွဲပါနဲ့မိုးလင်းတာနဲ့ချက်ချင်းထွက်ပြီးမနက်ခင်းဈေးကိုအမိသွားကြမယ်လို့အတင်းကျပ်အမိတ်ပေးပါတော့တယ်ရွာသားတွေလည်းတပိတာ25ရွမ်ဆိုတဲ့မလုံးကြောင့်ဦးရာပြောင်းကိုယုံကြည်သွားကြပြီးဒါပြောင်းမင်းပြောတဲ့25ရွမ်ဈေးကိုသူတို့တကယ်ပေးပါမလားလို့ထပ်မံမေးမြန်းကြတဲ့အခါဦးရာပြောင်းကငါရဲ့အကိုကြီးလောင်ကျိုးကိုယ်တိုင်ပြောထားတာဗျအထွေထွေငါးမျိုးစားကိုအနည်းဆုံး25ရွမ်ကနေစဈေးခေါ်မှာဖြစ်ပြီးဈေးကွက်ထဲရောက်ရင်အခြေအနေရ30ရွမ်ထိတိုးတောင်းလို့ရနိုင်သေးတယ်ခင်ဗျားတို့ပိုက်ဆံတွေထိုင်ရဖို့ပဲပြင်ထားကြတော့လို့ဝင်းဝံကြွားကြွားအော်ဟစ်လိုက်တာကြောင့်တရွာလုံးပျော်ရွှင်အားရပြီးအောင်ပွဲခံတယ်လို့လက်ခုပ်တီးချီးကျူးကြပါတော့တယ်ကျွန်တော်နောက်မှသိရှိရတာကတော့အဲ့ဒီညကလင်းဟွာတုံးရွာသားတွေဟာတညာလုံးမအိပ်ပဲအလောတကြီးနဲ့ငါးပိတာချိန်နှစ်တောင်းကျော်ကိုဆယ်ယူပြီးကုန်တင်ကားအကြီးစားသုံးစီးပေါ်ကိုအပြည့်တင်ဆောင်ခဲ့ကြတယ်ဆိုတာပါပဲသူတို့တွေဟာတေယူစည်းတက်တာဖို့အတွက်အေးကန်စနစ်မပါတဲ့ကားပေါ်မှာငါးတိတ်တာတွေကိုရိုးရိုးဝဲစီထက်ပြီးအပေါ်ကနေကွမ်းဆောင်တွေကုန်နီအိတ်တွေနဲ့တင်းကျပ်စွာစီးနှောင်ခဲ့ကြပါတယ်ရွာသားတယောက်ချင်းစီရဲ့မျက်နှာပေါ်မှာတော့မနှက်ဖြန်ကြရင်ငွေတွေအမြောက်များရရှိတော့မယ်ဆိုတဲ့မျှော်လင့်ချက်တွေချမ်းသာကြွယ်ဝတော့မယ်အိမ်မက်တွေနဲ့ပြည့်နှက်နေပြီးကားဆန်ဘိုးကလမ်းမထက်ကိုပျော်ရွှင်စွာမောင်းနှင်ထွက်ခွာသွားခဲ့ကြတာပေါ့ဒါပေမဲ့သူတို့တွေလုံးဝမသိခဲ့ကြတာကတော့သူတို့ရဲ့အရှိမစောင့်ကြုံနေရဲ့အရာဟာအောင်မြင်မှုမဟုတ်ပဲသူတို့ရဲ့လောဘနဲ့ကျေးဇူးကမ်းမှုတွေကြောင့်ရရှိလာမဲ့အရာအလုံးဆုံးရှုံးပျက်စီးသွားစေမဲ့ကြောက်မဖွယ်ကန်ဆိုးမှုမောင်ကြမှုအိမ်မက်ဆိုးကြီးတစ်ခုဖြစ်နေတယ်ဆိုတာပါပဲအေးကန်စနစ်မပါတဲ့တာမန်ကုန်တင်ကားကြီးနဲ့တညာလုံးငါးတွေတဲပြီးမြို့ပေါ်ကလက်ကားဈေးကွက်ကိုရောက်ရှိလာခဲ့ကြပြီးဝူရာပြောင်ကတော့လေလုံးထွားပြီးလောင်ကျိုးငါတို့ရွာကထွက်တဲ့ဂေဟစနစ်တဘာဝကတငါအစင်းမြင့်ကုန်ပစ္စည်းတွေရောက်ပြီးပြကားစီး60ပိတာချိန်16000ပြည့်ပဲလို့ဝမ်းသာအားရအော်ပြောနေတာပေါ့ဒါပေမဲ့ဈေးကွက်ထဲကတန်းဖြစ်သူလောင်ကျိုးကကားနောက်ခန်းကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ကားပေါ်ကနေငါးသေးတွေနဲ့အတူရေဘူးတွေပါဝုန်းခန်းနဲ့ရှင်ကျလာပြီးတကိုယ်လုံးညော်နှံ့တွေပါထွက်လာတော့တာပဲလောင်ကျိုးကနှာခေါင်းကိုပိတ်ပြီးဒေါသတကြီးနဲ့ဦးရာပြောင်းမင်းတာငါ့ကိုလာနောက်နေတာလားငါးတွေအကုန်လုံးဝမ်းပိုက်ဖြူလန်ပြီးတေကုန်ကြပြီဗျလို့အော်ဟစ်လိုက်တော့ဦးရာပြောင်းကညာမျက်နှာပြနှမ်းသွားပြီးမဖြစ်နိုင်တာလမ်းမှာ4နာရီခွဲပဲကြာတာလေကျွန်တော်ရေခဲအိတ်တွေလည်းထည့်ခဲ့တယ်ကွမ်းဆောင်3ထပ်လည်းအုပ်ခဲ့တာပဲလို့တုံရင်ရင်နဲ့စင်ကြေပေးရှာတယ်အဲ့ဒီအခါလောင်ကျိုးကငါးတကောင်ကိုဓာတ်ဦးနဲ့10မြောက်ပြပြီးမင်းကကွမ်းဆောင်နဲ့အုပ်ခဲ့တယ်ဟုတ်လားကားတငါးတွေကရေထဲကနေဝေးကွာသွားရင်လေဝင်လေထွက်မရှိတာကိုအကြောက်ဆုံးပြမင်းကကွမ်းဆောင်နဲ့ပိတ်အုပ်ထားတော့ငါးတွေရဲ့ကိုယ်တဲကထွက်တဲ့အကြည့်ချွဲတွေကြောင့်2နာရီအတွင်းမှာတင်ကုန်ပစ္စည်းတွေပုတ်တိုးကုန်ပြီးဘက်တီးရီးယားတွေပွားကုန်တာပေါ့မင်းကိုယ်တိုင်ဘဲကြည့်လိုက်ငါးပါးဟတ်တွေလည်းမီးပုတ်နေပြီးငါးကြီးကွန်တွေလည်းလန်ကုန်ပြီးငါးမျက်လုံးတွေပါဝင်ကုန်ကြပြီးဒီငါးတွေကနောက်ထပ်တနာရီလောက်ဆိုရင်အကုန်လုံးသုံးမရအောင်ပုတ်သွားတော့မှအလာကားပေးရင်တော့ငါလာကားမယူဘူးလို့ပြက်သားသားညင်းပယ်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာတော့တပိတာ25ရွမ်ရတော့မယ်ဆိုပြီးအိမ်မက်ခဲရဲ့ဝူရာပြောင်ဟာတွေးပြက်သွားပြီးလောင်ကျိုးရဲ့ခြေတလုံးကိုဖက်ကဒူးထောင်ကိုယူပြီးတော့အကိုကြီးကျိုးကျွန်တော်ကိုကူညီပါဦးဗျာဈေးလျှော့ပြီးတော့ပဲဖြစ်ဝယ်ပေးပါဦးတပိတာကို9ရွမ်မဟုတ်ဘူး3ရွမ်နဲ့ဖြစ်ဝယ်ပေးပါဦးခင်ဗျားအဆင်ပြေမဲ့ဈေးတစ်ခုလောက်ပဲပေးပါဦးဗျာလို့မျက်ရည်ဆက်လက်နဲ့တနာစရာကောင်းအောင်တောင်းပန်တိုးရှိုးနေပါတော့တယ်ဒိုင်သူသေးဖြစ်သူအကိုကြီးကျိုးကကားပေါ်ကငါးတကောင်ကို10မြောက်ပြပြီးတပိတာ3ရွမ်ဟုတ်လားဝူရာပြောင်မင်းစဉ်းစားကြည့်ဦးဒီလိုတေပုတ်နေတဲ့ငါးတွေကိုငါဝယ်ပြီးဘသူ့ကိုတွားရောက်ရမှာလဲဝယ်သူတွေစားလို့ဝမ်းလျှော့ကုန်ရင်ဘသူကတာဝန်ယူမှာလဲငါကတရားဝင်ရိုးသားစီးပွားရေးလုပ်နေတာအမိုက်တွေလာသိနေတာမဟုတ်ဘူးမင်းသာငါညီရင်ဖြစ်နေရင်ငါမင်းပါကိုရိုက်မိမှာလို့ဒေါသတကြီးနဲ့အော်ဟစ်ညင်းပယ်လိုက်ပါတယ်ပြီးတော့မင်းအေးကန်စနစ်အကြောင်းနားမလဲရင်ငါရှင်လုပ်ငန်းကိုလာမထိနဲ့ဒါကပစ္စည်းတွေကိုအလားဟာတာဖြုံးတီးတာတင်မကဘူးမင်းရဲ့နမီကုံသတင်းကိုပါဖျက်ဆီးပစ်တာပဲလို့ထပ်မံကျင်းမောင်းလိုက်တော့ဝူရာပြောင်ကများတွေးပြက်ပြီးဒါဆိုရင်ကျွန်တော်ဘယ်လိုလုပ်ရမလဲလို့မျက်ရည်ဆက်လက်နဲ့တုံရင်မင်းမျက်ရှာတာပေါ့လောင်ကျိုးကလည်းဘယ်လိုလုပ်ရမလဲဟုတ်လားမြို့တော်ဘက်ကဈေးကွက်သေးသေးလေးစီကိုအမြန်သာမောင်းသွားပြီးဝယ်မဲ့သူရှိမလားလိုက်မေးကြည့်နောက်ကြရင်တော့အမိုက်ပုံနဲ့ပဲသွားပြဖို့ပြင်ထားလိုက်တော့ဒါပြောင်းငါမင်းကိုတခုံးမဲ့အကြံပြုမယ်ကိုနဲ့မထိုက်တန်တဲ့စီးစိမ်ကိုမတရားမလို့ခြင်းပါနဲ့လို့တတိပေးလိုက်ပါတယ်ဒါပေမဲ့မကြခင်မှာပဲငါးတိတ်တာတွေရဲ့ကနေဦးမကြီးတွေပါလန်ထွက်ပြီးငါးတွေတကယ်ကိုပုတ်တိုးကုန်တာကြောင့်မင်းကိုယ်တိုင်ပဲကြည့်လိုက်အတွင်းကလေးစာတွေလည်းမီးပုတ်နေပြီးဦးတွေပါလန်ကုန်ပြီးဒီလောင်ငါးတွေတွေကိုအများဆုံးပေးမှတပိတာနှစ်မော်ပြား40ခန့်ဘဲတန်တဲ့ခွေးစာကျွေးဖို့ပဲရမယ်လို့ဈေးကွက်ထဲကလူတွေကဝိုင်းော်ကြပါတော့တယ်ဝူရာပြောင်လဲရပါတယ်နှစ်မော်ဆိုလဲနှစ်မော်ပဲအကုန်လုံးသာယူသွားပေးပါလို့ဒူးထောက်တောင်းပန်ပေမဲ့မယူဘူးခွေးနဲ့ကြောင်တောင်ဒီလိုနန်းစော်နေရဲ့ငါးပုတ်တွေကိုမစားဘူးဆိုပြီးအကုန်လုံးကရွင်ရှာစွာညင်းပယ်ပြီးထွက်ပြေးကုန်ကြရောအဲ့ဒီအချိန်မှာပဲစားတောက်ကုန်ဘေးကင်းလုံခြုံရေးအရာရှိတွေကားနဲ့ဝုန်းခနဲ့ရောက်ရှိလာပြီးဒီကားဘသူကားလဲဒီမှာငါးပုတ်တွေလာရောက်နေတာကျမ်းမာရေးထောက်ခံချက်ရောရှိလားလို့စစ်ဆေးမေးမြန်းပါတော့တယ်ဝူရာပြောင်ကကျွန်တော်မှာမွေးမြူရေးထောက်ခံချက်တော့ရှိပါတယ်လို့တုံရင်ဖြေချပေမဲ့အရာရှိကဒီငါးတွေကပုတ်တိုးကုန်ပြီးမို့စံမမီတဲ့အစားအစာတွေပဲချက်ချင်းကားမောင်းထွက်သွားစမ်းနောက်တစ်ခါထပ်တွေ့ရင်ရွာ9000တန်းရိုက်ပြီးကားပါသိမ်းပစ်မယ်လို့ပြက်သားအမိန်ပေးမောင်းထုတ်လိုက်တဲ့အတွက်ဝူရာပြောင်ကများလောဘနောက်လိုက်ပြီးခတိတစ္ဆာဖြတ်ခဲမိတဲ့မိမိရဲ့အမားအတွက်တကိုယ်လုံးချွေးပြကြပြီးကန်ဆိုးမိုးမောင်ကြကရှိုက်ကြီးတင်ငိုကြွေးကြံရိတ်ခဲ့ပါတော့တယ်